Hello everyone, welcome back. ဒီနေ့မှာ solution เนาะ RLA Kaplan lesson 2က lesson လေးတွေအကြောင်းပြောပြပါမယ်ပေါ့နော် lesson 2က mainly about restatement and summary. So restatement ကဘာလဲ summary ကဘာလဲဆိုတော့ဒီ video လေးမှာရှင်းသွားပေးမယ် restate to restate an idea, put it in your own word. restate ကဘာလို့တာလဲဆိုတော့ idea တစ်ခုကိုကိုသိသလောက်ကိုယ့်ရဲ့ knowledge နဲ့ကိုယ်စာနဲ့ကိုယ့်ကိုပြန်ပြောပြတာ restate လုပ်တာလို့ခေါ်တယ်နောက်တစ်ခု summarize choose the most important details that explain the main idea of a piece. So summarize လုပ်တာအဓိကအနှစ်ချုပ်ပြောပြတာပေါ့နော် details တွေအားလုံးအတိအကျကြီးမပြောရဘဲနဲ့အရေးကြီးတဲ့အချက်ကလေးတွေအရေးကြီးတဲ့ topic လေးတွေကိုပဲပြောရတာပေါ့နော်အဲ့ဒါကို summarize လုပ်တာနောက်တစ်ခု restating restating an idea means putting into your own word. For example, a friend may tell you that a movie wasn't worth the $8 she'd spent on it. You might then tell a coworker that your friend said the movie was no good. So ဒီ restating ကကြအရှိမပြောရသလိုပဲကို idea ကိုယ့်ရဲ့စကားလုံးနဲ့ပြန်ပြီးစီပြောတာပေါ့နော် So example အနေနဲ့ဆိုရင်သူပြောရတာကတငယ်ချင်းတယောက်ကကိုကိုပြောတယ်ဒီ movie ကြည့်ရ$8ပေးလိုက်ရတယ်မတန်ဘူး So ကိုကနောက်တစ်ယောက်ကိုပြန်ပြီးတော့ refer လုပ်ချင်တယ်ဆိုရင်အဲ့တငယ်ချင်းပြောရတဲ့ဟာကိုကိုကတီးတလောက်ပြန်ပြီးတော့ restate လုပ်ပြီးပြန်ပြောပြမယ် The coworker တယောက်ကိုပြောမယ်အဲ့ရုပ်ရှင်ကားကိုမကြည့်နဲ့အဲ့ရုပ်ရှင်ကားမကောင်းအဲ့လိုမျိုးပြန်ပြီးတော့ပြောပြတာကို restating လို့ခေါ်ပါတယ် So ဒီ passage လေးကိုကြည့်ပြီးတော့ restating နဲ့ပတ်သက်ပြီးတော့ exercise လေးလုပ်ကြည့်မယ်ပေါ့နော် အခုဒီ teacher ဒီခုယူထားတဲ့ဟာတွေကတော့ဒီ Kaplan စာအုပ်ထဲကဒီဟာတွေပေါ့နော် So ကိုယ့်ကိုပို့ပြီးတော့ practice လုပ်ချင်တယ်ဆိုရင် Kaplan စာအုပ်ကိုသွားပြီးတော့ဒီ Kaplan စာအုပ်မှာသွားပြီးတော့ practice အများကြီးသွားလုပ်လို့ရတယ်ပေါ့နော် So let's read. As you read the passage below, restate in your mind what you are reading. So ဒီမှာဖတ်ရင်လည်းကိုကဘာဖတ်နေလဲဆိုတော့ကိုယ့်ခေါင်းထဲမှာကိုယ့်စကားလုံးနဲ့ကိုယ့်ကိုပြန်စီကြည့်ပါနော် In Canton, Ohio, we take our dessert seriously. There are 2 local candy stores that receive over 90% of the city's candy business, Haggis and Baldwin's. ဒီမှာဆိုလို့ရှိရင် Canton, Ohio မှာသူတို့ကဒီအချို့ပွဲတွေနဲ့ပတ်သက်ပြီးတော့လုံးဝ seriously ယူရပါတော့အတီးပေါ့ So အဲ့မှာ local candy store ဘယ်နှခုရှိလဲ 2ခုရှိရယ် So ဒီ candy city အဲ့မြို့ရဲ့ city candy business ကို 90%အဲ့ store local store 2ခုကပဲထိန်းချုပ်ထားရယ်ပေါ့နော် အဲ့ဟာရဲ့နာမည်ကတော့ Haggis and Baldwin's. Okay. Those who prefer Haggis won't befriend anyone who buys their sweet at Baldwin's. So Haggis sign Haggis က sweets တွေကိုဝယ်တဲ့သူတွေကြတော့ဒီ Baldwin sign ကဝယ်တဲ့ကောင်တွေနဲ့ befriend မလုပ်ဘူး friend တငယ်ချင်းမလုပ်ဘူး စကားမပြောဘူး My family has always patronized Haggis. At Haggis factory, Gertie wraps by hand each large chocolate candy in clear cellophane wrap. So ဒီမှာဆို Haggis factory မှာဆိုလို့ရှိရင် Gertie ကသူကသူ့ရဲ့ဒီ chocolate အကြီးတွေကိုဒီ clear cellophane ဆိုတဲ့ wrap လေးနဲ့ပတ်တယ်ပေါ့နော် ဒီကတော့ cellophane ကကြတော့သူကဒီ transparent မြင်ရတဲ့အိတ်ကလေးတွေပုံစံမျိုးလေးပေါ့နော်အဲ့ဒါမျိုးကိုပြောချင်တာ So အဲ့လိုမျိုး cellophane ဆိုတာအဓိကတော့ transparent ဖြစ်တဲ့ clear ဖြစ်တဲ့ဒီအကြည့်ရောင်အိတ်ကလေးနဲ့ wrap လေးနဲ့ထုတ်ပေးရပေါ့ So နောက်တစ်ခုက she's in the back of the store with her hairnet seated at a table filled with hundreds of chocolate. So သူကဘယ်မှာလှုပ်တာလဲဆိုတော့ Gertie ကဒီ chocolate တွေကိုဘယ်မှာ wrap လုပ်တာလဲဆိုတော့ဒီ ဆိုင်ရဲ့အနောက်ဘက်ဒီ hairnet ကြီးဝတ်ပြီးတော့ဒီ table တွေဒီ chocolate အများကြီးရှိတဲ့ table မှာထိုင်ပြီးတော့လှုပ်တာပေါ့နော် My favorite chocolate at Haggis are the dark chocolate creams, peanut cluster and caramels. ဒါကတော့သူရဲ့ favorite chocolate တွေပေါ့ Haggis aficionados point out that their candy of choice is larger size and therefore superior. Haggis ကကြတော့သူကဘာလဲဆိုတော့ point out လုပ်တာလဲဆိုတော့သူတို့ရဲ့သူတို့ဆိုင်ရဲ့ candy ကပိုပြီးတော့ larger ဖြစ်တယ်ပေါ့ size ကပိုကြီးတယ်အားကြောင့်ပိုပြီးတော့
ကောင်းတယ်ပို့ပြီး superior ဖြစ်တယ်ပေါ့အဲ့လိုပြောတယ် The rivalry runs deep at Easter, Hanukkah, Christmas, Thanksgiving, and all occasions. အဲ့ဆိုင်နှစ်ဆိုင်ပြိုင်တာကဒီရှင်ပြိုင်မှုက rivalry ကတော့ဒီရှင်ပြိုင်မှုပေါ့နော်ဒီမှာဆိုလို့ရှိရင်ဆိုတော့ဒီ occasion တွေအကုန်လုံးမှာသူပြိုင်ကြတာပေါ့ Baldwin's loyal follower claims that its sweets are sweeter. It's a feud over the best chocolate in town. So Baldwin get သူရဲ့ loyal customers တွေကလည်းပြောပါတယ်သူတို့ဆိုင်က chocolate ကပို့ပြီးတော့ချိုတယ်ပေါ့ Haggies တက်ပို့ပြီးတော့ကောင်းတယ်ပေါ့အဲ့လိုမျိုးတယောက်နဲ့တယောက်ရှင်းနေကြတာပေါ့ဆိုတော့သူတို့ရဲ့ feud ကတော့အဓိကကတော့ဒီဟိုရန်ဖြစ်တာဒါမှမဟုတ်လေဒီစကားများတာအဲ့လိုပေါ့ quarrel ဖြစ်တာ fight ဖြစ်တာ argue ဖြစ်တာအဲ့ဒါတွေပေါ့နော်အဲ့သူတို့ရဲ့ feud ကဒီ chocolate မှာဒီမြို့မှာဘယ်သူကအကောင်းဆုံး chocolate ရှိလဲဆိုတော့ပြိုင်နေကြတဲ့သဘောပေါ့ Okay ဆိုတော့အဲ့မှာဆိုလို့ရှိရင်သူရဲ့မိကွန်းက How do the people of Canton feel about chocolate candy ဆိုတော့ဒီ chocolate candy နဲ့ပတ်သက်ပြီးတော့အဲ့ဒီရရှိတဲ့လူတွေကဘယ်လိုခံစားရလဲဘယ်လိုမျိုးခံယူရကြလဲပေါ့ဆိုတော့တေးကြတာတစ်ခုကတော့သူတို့ကဒီတယောက်ကိုတစ်ခုကိုကြိုက်တဲ့လူကလည်းနောက်တစ်ခုနဲ့တငယ်ချင်းမဖြစ်ဘူးဆိုတော့တေးကြတယ်သူတို့ seriously ထားလို့ပဲပေါ့နော် seriously ထားလို့ပဲဆိုတော့နံပါတ်1 they consider as a serious health issue ဒါမှမဟုတ်လည်း number 2 they feel it's important to take enough to stand on okay ဗီဒီယိုလေးကိုခဏ pause လုပ်ပြီးဖြည့်ကြည့်လိုက်ဆိုတော့တေးကြတာကတော့ number 1ကမဖြစ်နိုင်ဘာလို့ဆိုတော့သူက health issue အကြောင်းဒီစာပိုက်မှာမပြောထားဘူးပြောထားတာသူဒီ rivalry အကြောင်းငယ်ဒီစိုက်နှစ်ဆိုင်မှာဘသူကဒီဟာကိုကြိုက်ရင်နောက်တစ်ယောက်နဲ့စကားမပြောဘူးဆိုတဲ့အကြောင်းအဲ့တော့အဲ့လိုမျိုး serious ထားရဆိုကြရ number 2ကမှန်သွားပြီ they feel important enough to take a stand on if you want to tell a friend about a movie you like you might summarize what happens in the movie You certainly will not give all the details, that would take too long. A summary includes only the important facts and idea. So summary ကအနှစ်ချုပ်ပြောတာ summarize ကအနှစ်ချုပ်လုပ်ပြရပါတော့။ So ကိုယ်တငယ်ချင်းတယောက်ကိုကြိုက်တဲ့ movie အကြောင်းပြောမယ်ဆိုလို့ရှိရင်ကိုကဒီ movie မှာဖြစ်တဲ့ဖြစ်စဉ်တွေအကုန်အတိအကျကြီးမပြောဘူး။အဲ့မှာဖြစ်တဲ့အဓိကဟာလေးတွေ important ဖြစ်တဲ့ facts လေးပဲပြောသွားမယ်ပေါ့နော်။အဲ့ဒါမျိုးကို summarize လုပ်တာလို့ခေါ်တယ်။ဆိုတော့အပေါ်စာပိုက်ကိုဖတ်ပြီးတော့ဒီအောက်က summary နဲ့ပတ်သက်တဲ့ question လေးဖြည့်ကြည့်အောင် Which of the following statement best summarize the difference in opinion over the candy candy နဲ့ပတ်သက်ပြီးတော့opinion difference ဖြစ်တယ်ဆိုတာကဘယ် statement ကပို့ပြီးတော့အကောင်းဆုံးအနှစ်ချုပ်ပေးလဲပေါ့ Number 1 Some people prefer Haggies candy because it's bigger while other prefers Baldwin because it's sweeter Number 2 People argue whether to buy Haggies or Baldwin's candy for different holidays. So pause the video and answer. Okay, so နံပါတ်1ကကြာတော့ဘာပြောရလဲဆိုတော့ Haggies candy ကပိုပြီးကြီးရပိုကောင်းတယ်။ခြားတယောက်တွေကလည်းခြားလူတွေကလည်း Baldwin candy ကပိုချိုးလို့ပိုကြိုက်တယ်။ Number 2ကကြာတော့ဒီ Haggies ဟာကိုဝယ်ရမလား Baldwin ဟာကိုဝယ်ရမလားဆိုတော့မသိကွဲဘူးပေါ့နော်။ Holidays time မှာဖြစ်နေတဲ့ argument ပေါ့။ဆိုတော့အဓိကသူကမေးခွန်းမေးထားတာကကြာ best summarize the difference in opinion ဒီမေးခွန်းမေးထားတာကဒီ opinion မတူညီတာကိုဘယ်ကောင်မှပို့ပြီးတော့ summarize လုပ်လဲဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ number A ရွေးတာမှန်ပါတယ်။အဲဆိုမတူညီတဲ့ opinion တစ်ခုကိုရေးထားတယ် summarize လုပ်ထားလို့ number 2ကကြာသူကမတူညီတဲ့ opinion ကိုဒီလိုမျိုးအနှစ်ချုပ်ပြီးမရေးထားဘူး။သူက people's ကဒီ Baldwin မှာဝယ်ရမလား Haggy မှာဝယ်ရမလား Baldwin မှာဝယ်ရမလားဆိုတဲ့ဟာပဲ argue လုပ်နေလို့ပြောထားတာပေါ့နော်။ number 2ကကြာဒီ statement ပဲပေါ့နော်ဒီ last paragraph မှာပါတဲ့ statement details တစ်ခုပဲရှိရတစ်ခုလောက်ပဲရှိရပေါ့နော်အဲဒါကြောင့်မလို့ number 1 choose လုပ်ရင်မှန်ပါတယ်။